ဘဝဘာကြီးကစလို့စမကြောင်မသိရှင်ပြဘဝဒုက္ခရောက်တာအာကုသိုလ်ကြောင့်ရောက်ကုသိုလ်လုပ်ငန်းနဲ့စလိုက်တနေ့သားတဲ့အချိန်မှာကုသိုလ်ဖြစ်အောင်နေလိုက်တနေ့ဓမ္မနဲ့အသက်ရှင်တာယောဇဝတ္တတဏ္ဍိဝေဆိုတဲ့တိတ်အဓိပ္ပာယ်ရှိကုသိုလ်နဲ့နေလိုက်စီဝါရေးလို့မကောင်းဟုတ်ပြီကုသိုလ်လေးနဲ့နေလိုက်ဘာသာရေးလို့မကောင်းဟုတ်ကုသိုလ်လေးနဲ့နေလိုက်လူမျိုးရေးကိစ္စတွေမကောင်းဘူးသွားရေးလိုက်မကောင်းကုသိုလ်လေးနဲ့နေလိုက်တရက်အသက်ရှင်တရက်ဓမ္မနဲ့အသက်ရှင်ဓမ္မနဲ့ကုသိုလ်လေးနဲ့ဘာမှလုံးလုံးမကောင်းရင်ကုသိုလ်လေးနဲ့နေနေအောင်ကြိုးစားကုသိုလ်အချိန်လေးဖြစ်သွားတာနဲ့တပြည့်တို့အတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေကအရှိန်ဟပ်မိပြီဆိုရင်တပြည့်တို့ပြန်တက်လာအောင်အလုံးမဘနဲ့ထိုင်းပြီးစိတ်ညစ်နေတော့တပြည့်တို့ကုသနိုင်မရအဲ့ဒါဆိုအရှင်များတို့ဒီဟာပြန်တဲ့အခါတရားတော်တွေကိုအိုးမုတ်ကုတ်မှုပဲဟောမယ်နော်တရားပဲထိုင်ခိုင်းမယ်ဆိုတာမျိုးလောက်တင်မကပါဘူးရှင်များတို့တာဝန်တွေအများကြီးပါပါဟုတ်တယ်ဗျာနော်အဲ့တော့ trauma healing စိတ်တန်ရာကိုကုသတဲ့နေရာမှာအကောင်းဆုံးရှင်များတို့ကကုသနိုင်တဲ့ပုံကိုယ်တွေဖြစ်ရပါဖျားဆုံးမတွေကပြည့်စုံလို့လောက်အောင်ရှိပြီးသားပါရှင်များတို့ကစနစ်တကျလေ့ကျင့်ပြီးတော့ထိထိရောက်ပြောနိုင်ဖို့